ဒီတော့တတိဆိုတာကျိုးနဲ့တူပါတယ်ထွက်လေဝင်လေကတော့ငုတ်တိုင်ကလေးပေါ့အဲ့တော့စိတ်ဆိုတာကတော့အမြဲတမ်းရောက်ရက်ခတ်နေတဲ့လှုပ်ရှားနေတယ်အဲ့ဒါလိုရောက်ရက်ခတ်နေတဲ့လှုပ်ရှားနေတဲ့မငြိမ်မသက်ဖြစ်နေတဲ့စိတ်ကလေးကိုညင်သက်အောင်လုပ်တဲ့အခါမှာထွက်လေဝင်လေဆိုတဲ့ငုတ်တိုင်လေးပေါ်မှာတတိဆိုတဲ့ကျိုးနဲ့အဲ့ဒီမငြိမ်မသက်ဖြစ်နေတဲ့စိတ်ကလေးကိုရှီနောင်ထားလိုက်ရပါတယ်ကိုမတတိဆိုတဲ့ကျိုးကလေးကခိုင်နေမယ်ဆိုရင်အဲ့ဒီစိတ်ဟာဘလောက်ပင်လှုပ်ရှားနေပါစေကိုရှီနောင်ထားတဲ့တတိဆိုတဲ့ကျိုးကခိုင်နေတဲ့အတွက်ကြောင့်စိတ်ဟာညင်းပြီးတော့အာယုံပေါ်မှာစိတ်ကလေးကဝတ်ပြီးတော့တော်ပါတယ်အဲ့လိုစိတ်ကလေးဒီအာယုံပေါ်မှာဝတ်တော်ပြီးညင်တော်ပြီဆိုရင်အဲ့ဒါကိုတမာတိတော့ဒီလိုခေါ်ပါတယ်